Manchester City ဘက်ကနေလည်းဂိုးတွေအများကြီးကျွန်တော်တွေ့ရနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်ဗျ Manchester City နဲ့ Wolverhampton ပွဲစဉ်ကိုကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ရဲ့ TikTok ညီကိုတွေအတွက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီထက်ပိုပြီးညီကိုတွေလိုချင်တဲ့ဆိုတော့လက်ရှိ TikTok အကောင့်ရဲ့ bio လေးမှာကျွန်တော်ဘယ်လိုလုပ်ဆောင်လို့ရမလဲပြောပြပေးထားပါတယ်ဗျနောက်တစ်ခါကျကျွန်တော် comment မှာလည်းကျွန်တော်ဖော်ပြပေးထားပါမယ်လက်ရှိကျွန်တော် Manchester City နဲ့ Wolverhampton ကျွန်တော်အများကြီးကြီးစားမလို့ကျွန်တော်ဖုန်းအောင်ပေးလိုက်ပြီဒီနေ့ပွဲစဉ်အရင်လွယ်တယ်ဗျကျွန်တော်တို့ဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့ Manchester City နဲ့ Wolverhampton တစ်ဖက်ကကျွန်တော်မျှော်လင့်ချက်မရှိရဲ့အသင်းတစ်ဖက်ကကျတော့ကျွန်တော်မျှော်လင့်ချက်တွေအများကြီးရှိရဲ့အသင်းတစ်သင်းဆိုတော့ခင်ဗျားတို့ဒါစဉ်းစားကြည့်လိုက်တော့ဘယ်အသင်းကအဆင်ပြေသွားမလဲအဆင်ပြေမယ်အဆင်ပြေတာတော့ဟုတ်တယ်ဒါပေမဲ့လည်းပဲဒီနေ့ပွဲစဉ်မှာ Manchester City ကဘယ်လိုပုံစံမျိုးနဲ့အဆင်ပြေသွားမလဲဆိုတော့ကျွန်တော်ထင်ရတော့ Manchester City ရဲ့ကျွန်တော်ဒေါသတွေက Wolverhampton ပေါ်မှာကျွန်တော်တော့လုံးဝအကျရောက်သွားလိမ့်မယ်လို့ထင်ပါတယ်။ဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုလက်ရှိ Manchester City အနေနဲ့အရင်ပွဲစဉ်တုန်းကလည်း Champion League မှာသူ့အနေနဲ့ရှုံးပွဲတွေ့ခဲ့တယ်။နောက်တစ်ခါကျတော့ Manchester United ကိုလည်းသူ့အနေနဲ့အရင်နှိမ့်ခဲ့တယ်။ဆိုတော့အခုလာပြီ Wolverhampton Manchester City အိမ်ခွေးမှာ Wolverhampton ဘာလုပ်နိုင်မလဲ။ Wolverhampton ကျွန်တော်ဘာမှမပြောနဲ့တော့ Manchester City အနေနဲ့အဓိကပတ်ကွာဒီလာပဲဗျသူ့အနေနဲ့နှစ်ပွဲဆက်တိုက်အရင်နှိမ့်ထားတဲ့အခြေအနေကနေပြီးတော့ပြန်ထောင်ဖို့အတွက်လိုအပ်တယ်အဲ့ဒီအတွက်ကြောင့်တေးကြတဲ့ Wolverhampton အနေနဲ့အသိခံရတော့မယ်ပြောမယ်ဆိုဗျကလေးဘူတယောက်ကကလေးကိုတွေ့တဲ့အခါမှာအနိုင်ကျင့်တဲ့ပုံစံလိုမျိုးပဲဗျဆိုတော့လက်ရှိကျွန်တော်အများကြီးပြောစရာမလို Manchester City အနေနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝအာရုံစိုက်သွားလိမ့်မယ် Wolverhampton အသင်းဆိုပြီးတော့ပေါ့တက်တန်ကန်လိမ့်မယ်လို့လည်းကျွန်တော်အနေနဲ့မထင်ဘူး Wolverhampton အသင်းမလို့ဘာအသင်းပဲဖြစ်ဖြစ်ဒီနေ့ပွဲစဉ်မှာတော့ Manchester City သူတို့ရဲ့အိမ်ကွင်းမှာသူတို့ရဲ့ပရိသတ်တွေရှိမှာသူတို့အနေနဲ့အရင်အမားတွေနဲ့ပတ်သက်ပြီးတော့မှဒီနေ့ပွဲစဉ်မှာပရိသတ်တွေကိုစိတ်ချမ်းသာအောင်လှုပ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ပရိသတ်တွေအတွက်ကြည်လို့ကောင်းမဲ့ပွဲစဉ်တွေပွဲလေးဖြစ်သွားနိုင်လို့ Manchester City ဘက်ကနေလည်းဂိုးတွေအများကြီးကျွန်တော်တွေ့ရနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်ဗျWolverhampton ကတော့ကျွန်တော်ဘာမှပြောစရာမလိုတော့ Wolverhampton ကလက်ရှိဒီနှစ်မှာ Wolverhampton အနေနဲ့ Championship မှာသွားပြီးတော့ကန်ရဖို့ရာခိုင်နှုန်းတော်တော်လေးများပါပြီဆိုတော့ Wolverhampton အသင်းဘက်ကနေလည်းပြောမယ်ဆိုရင်တော့သူတို့အနေနဲ့မင်းယာတီဝက်ပဲရှိသေးတယ်ဆိုပြီးပြောကောင်းပြောနိုင်တယ်ဆိုပေမဲ့လည်းပဲလက်ရှိတွေ့မှာလည်း Manchester City Wolverhampton ကဘာမှကျွန်တော်မျှော်လင့်ချက်မရှိတော့သူတို့အနေနဲ့ဒီနှစ်အတွက်သူတို့ဘက်ကနေပြီးတော့မှဒီ Premier League မှာဆက်ရှိနေဖို့အတွက်အတကုံကြီးရုန်းကန်ပြီးကန်လိုက်မယ်ဆိုရင်လည်းပဲသူတို့အတွက်ဘာမှအကျိုးထူးမှာမဟုတ်တန်းဆင်းရမှာပဲဆိုတော့ Manchester City အနေနဲ့အပေါ်က Arsenal အသင်းကလည်းအရင်တစ်ခေါက် Premier League ပွဲစဉ်ဖြစ်တဲ့ Manchester United နဲ့ပွဲစဉ်မှာ City ကအရင်နှိမ့်ခဲ့တယ်ဆိုပေမဲ့လည်းပဲ Arsenal အသင်းကလည်း Northern Forest နဲ့တွေ့တဲ့အခါမှာတမတ်ပဲရယူနိုင်သေးတာဆိုတော့ဘာပဲဖြစ်ဖြစ် Manchester City မှာတော့မျှော်လင့်ချက်တွေအများကြီးရှိသေးရဲ့ဗျဒီနေ့ပွဲစဉ်မှာတော့ Manchester City ကတော့ Wolverhampton ကိုတိတ်သွားပါလိမ့်မယ်ကျွန်တော် Manchester City ကြိုက်ပါတယ်ဗျWolverhampton ကိုလုံးဝမကြိုက်ပါဘူးညီကိုတွေအမြင်ရောဘယ်လိုရှိပါလဲကျွန်တော် comment လေးမှာမှတ်ခဲ့ပေးကြပါအောင်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်